မြန်မာပြည်ကဆရာကြီးဆိုတဲ့ကျော်ရှူဝါဘန်ကိုအလဲထိုးပြနိုင်တဲ့ဆိုတဲ့ထိုင်းဖိုက်တာတော့ထန်အားလုံးပဲမင်္ဂလာပါဖိုက်ဆုံမြန်မာမှနှွေးထွေးစွာကြိုဆိုပါရစေမြန်မာပြည်သက်အားပေးမှုအခိုင်အမာရထားတဲ့ရောထန်ကတော့ပြဿနာဆက်ရှာလာပါပြီလက်ရှိမြန်မာပြည်မှာအားလုံးကဘန်ကြောင်းပဲပြောနေကြတော့သူမနာလိုနေတာဖြစ်ပါတယ်ကျော်ရှူဝါဘန်ကိုအားပေးတဲ့ထိုင်းပြည်သက်တွေလည်းရှိတာကြောင့်ရောထန်ပူပေါက်နေတာပါမကြသေးခင်ကလည်းဘန်ကိုချန်ပီယံအတူကောင်မင်းနဲ့ထိုးချင်တယ်လို့စိန်ခေါ်လိုက်ပါတယ်ရော့ထန်ကခုလိုပြောသွားပါတယ်မြန်မာက UFC မှာချန်ပီယံဖြစ်သွားတဲ့ကျော်ရှူဝါဘန်ရေမင်းနဲ့ငါနဲ့ထိုးချင်တယ်ကွာမင်းကဆရာကြီးဆိုငါ့ကိုအလဲထိုးနိုင်အောင်ကြိုးစားဖို့ငါလက်တီးတစ်ချက်မိရင်မင်းဘဝပါဖြစ်သွားမယ်အချိုးပြင်ထားကွာဆိုပြီးရော့ထန်ကစိန်ခေါ်သွားပါတယ်ရော့ထန်ကတော့တော်တော်ပွဲခံနေပါပြီသူနဲ့ UFC ကဘာမှမဆိုင်ပါဘူးဒါကိုတောင်ဘန်ကိုမနာလိုပဲစိန်ခေါ်နေတာပါဘန်ကတော့အပင်မြင့်တော့လေတိုက်ခံနေရတာပါဘန်ဟာမကြခင်မှာချန်ပီယံခပ်ဘက်ကပွဲထိုးရတော့မှာပါထိုင်းရဲ့စူပါစတာဖိုက်တာရော့ထန်ကိုယ်တိုင်ဒီလိုပွဲရှာလာတာတော့အံ့အားသင့်စရာပါအောင်လားရဲ့မျက်နှာတော်မထောက်လို့ရက်တယ်လို့ပရိသတ်တွေကဝေဖန်နေကြပါတယ်အောင်လားနဲ့ရော့ထန်ဆိုတာညီကိုလိုပေါင်းတဲ့မိတ်ဆွေတွေပါအခုသူကဒီလိုပြောတော့အောင်လားလည်းတော်တော်ပောက်ကွဲနေတာပါရော့ထန်ကိုထိုင်းလာပြီးအမောက်သိမ့်မယ်လို့တောင်အောင်လားကကြုံဝါလိုက်ပါတယ်ဘန်ကလည်းဒီသတင်းကိုကြားပြီးတော်တော်ပောက်ကွဲနေပါပြီချက်ချင်းထိုင်းကိုလာပြီးထိုးမယ်လို့တောင်လုပ်နေပါပြီဘာတွေဖြစ်လာမလဲစက်ကြည့်ရမှာပါ